Valentine Day ဆိုတာချစ်သူကြီးစားတွေအတွက်ပဲလားတကယ်တော့အချစ်ဆိုတာကန့်သတ်ချက်မရှိပါဘူးဆရာဆိုင်ခန်းလိုက်ကတော့ပြောတယ်လူဆိုတာတယောက်စီမနေနိုင်တဲ့သတ္တဝါတွေပဲတဲ့လူသားတွေကတယောက်ထက်ပိုလာတဲ့အခါမှာချစ်ချင်းမြတ်တာတွေကတည်ရှိလာတတ်ကြပါတယ်ကိုယ့်ကိုအမြဲကြီးစိုက်တဲ့မိဘတွေအငဲတိုင်မင်းဖို့တငယ်ချင်းတွေရန်ဖြစ်လိုက်ပြန်ချစ်လိုက်မောင်နှမတွေဒါတွေအားလုံးဟာလည်းချစ်ချင်းမြတ်တာတွေပါပဲဒီလိုနှွေးထွေးတဲ့ချစ်ချင်းမြတ်တာတွေကို Heavy လာကတန်ဖိုးထားပါတယ်ဒါကြောင့် Heavy လာကဒီလိုချစ်ချင်းမြတ်တာတွေကိုအတိအမဲ့ပြုတဲ့အနေနဲ့ promotion လေးတစ်ခုစီစဉ်ထားပါတယ်အနည်းဆုံး2ယောက်လာတာနဲ့ကောက်ဖြောက်ဆို normal treatment ကို 25% discount ဒါအပြင်လက်သက်လှလှလေးတွေလုပ်ချင်တဲ့ချစ် BB များအတွက် buy one get one promotion ကာလလေးကတော့1ရက်2လ2026မှာ14ရက်2လ2026အထိနှစ်ပတ်သားပေးထားတာဖြစ်လို့အញ្ញံဆုံးလာခဲ့ဖို့တော့လိုမယ်နော်ဒီဗလက်တိုင်းမှာပိုပြီးလှပသွားအောင် Heavy လာမှာချစ်ရတဲ့သူတွေနဲ့အတူတူအလှပြင်နိုင်မှုအတွက်အခုပဲဘိုကင်နေလိုက်တော့နော်